Hello everyone, my name is Mary. I'm a proud former student of Pinyadaga. Today I would like to take a special moment to say congratulations to Pinyadaga on its 13th anniversary and transition into a college. မင်္ဂလာပါရှင်ကျွန်မကတော့ပညာတကာကျောင်းသူဟောင်းတစ်ယောက်ဖြစ်ပါတယ်ဒီနေ့ကျောင်းသူဟောင်းတစ်ယောက်အနေနဲ့ပညာတကာရဲ့အောင်မြင်မှုအတွက်ကိုဂုဏ်ပြုစကားလေးပြောချင်ပါတယ်ပညာတကာဟာဆိုရင်73နှစ်တိုင်တိုင်ကချူပြည်နယ်မှာရှိတဲ့လူငယ်တွေအတွက်ကိုပညာရေးခွင့်လန်းကောင်းများစွာကိုဖန်တီးပေးခဲ့နိုင်ခဲ့ပြီးတော့ဒီ73နှစ် anniversary မှာပဲပညာတကာဟာဆိုလို့ရှိရင် academy အဆင့်ကနေပြီးတော့ college အဖြစ်ပြောင်းလဲနိုင်ခဲ့တဲ့အတွက်ကြောင့်မို့ congratulations ပါလို့ပြောချင်ပါတယ် college အဖြစ်နဲ့လည်းဆက်လက်ပြီးတော့လူငယ်တွေအတွက်ကိုပညာရေးနဲ့ကောင်းဆောင်မှုအခွင့်အလမ်းတွေကိုဆက်လက်ပြီးဖန်တီးပေးသွားနိုင်မယ်လို့ယုံကြည်ပါတယ်ရှင်ပညာရေးကနေနဲ့ဆက်လက်ပြီးတော့ပုံမှုတိုးတက်ကောင်းမှုပြီးတော့ community အတွက်ကိုအများကြီးအကျိုးပြုနိုင်တဲ့ဖွဲ့စည်းတစ်ခုနဲ့ဆက်လက်ရှိနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ် Hi အားလုံးကိုမင်္ဂလာရှိရောနေ့လေးဖြစ်ပါစေလို့ဥစွာနှုတ်ခွန်းဆက်တာအပ်ပါတယ်ရှင်ကျွန်မနာမည်ကတော့ဂျဆိုင်အိမ်ဖြစ်ပါတယ်ပညာတကာတပ်ပတ်ရှဲကျောင်းသူဟောင်းတူဖြစ်ပါတယ်ရှင်အားလုံးနဲ့အတူဒီညမှာပြန်လည်ဆုံတွေ့ရတဲ့အတွက်ညစွာဝမ်းသာပါတယ်ရှင်ယနေ့ကြားရောက်တဲ့ပညာတကာရဲ့73နှစ်ပြည့်နှစ်ပတ်လည်ခြင်းနဲ့ college အဖြစ်သို့ပြောင်းလဲခြင်းအပေါ်ကျွန်မကျောင်းသူဟောင်းအနေနဲ့ညစွာဝမ်းသာဂုဏ်ယူမိပါတယ်ကျွန်မအနေနဲ့လည်းပညာတကာမှာနှစ်တာပညာလေးလာစီပူးခဲ့ခြင်းကကျမယခုရှောက်လန်းနေတဲ့ပညာရေးလမ်းကြောင်းအတွက်တာမကပဲနဲ့ကချင်ပြည်နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာအလုံးလုပ်ကိုင်နိုင်ခဲ့ခြင်းအတွက်အများစွာတန်ဖိုးကြီးမားတဲ့အခြေခံအုံမြင့်တစ်ခုဖြစ်ခဲ့ပါတယ်။အခုလိုပညာတကာအနေနဲ့73နှစ်ကြာရှောက်လန်းပြီးရဲ့နောက်မှာ college အဖြစ်သို့ပြောင်းလဲသွားနိုင်ခြင်းကအင်မတန်မှကြီးမားတဲ့အောင်မြင်မှုတစ်ခုကြီးလို့ကျမအနေနဲ့မြင်မိပါတယ်။ဤခီးစဉ်တစ်လျှောက်မှာလည်းကိုယ့်ရဲ့ကိုကျိုးအတွက်မကြည့်ပဲနဲ့ကျမတို့ကချင်ပြည်နယ်လူငယ်တွေရဲ့ပညာရေးအတွက်တာမကပဲနဲ့ဒေတာဖွံ့ဖြိုးရေးအတွက်အကျိုးမှန်တဲ့ကျိုးပန်းပေးကြတဲ့အကြောင်းအိုးဆရာကြီးတော်မဆော်ရီနဲ့တကွာဆရာဆမအားလုံးကိုရင်းထဲကနေလိုက်လိုက်လဲလဲကျေးဇူးတင်ခြင်းနဲ့ဂုဏ်ပြုကြောင်းပြောကြားလိုပါတယ်အခုလို73နှစ်မှစနောင်နှစ်ပေါင်းများစွာတိုင်အပုံမကောင်းမွန်တဲ့ပညာရေးအခွင့်အလမ်းတွေနဲ့အတူကချင်ပြည်နယ်အနာဂတ်ကောင်းဆောင်များစွာကိုမွေးထုတ်ပေးနိုင်တဲ့ကျောင်းတော်ကြီးတစ်ခု college ကြီးတစ်ခုဖြစ်လာပါစေလို့ဆုမွန်ကောင်းတောင်းရင်အားလုံးကိုနှုတ်ဆက်လိုက်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်မင်္ဂလာပါကျွန်မကတော့ညတက pastry ကအနိုင်ပြောဖြစ်ပါတယ်ဒီစိမ့်တွေဖြစ်ပါတယ်အရင်ဆုံးပေါ့နော်ကျွန်တော်တို့ရဲ့ညတကကျောင်းတော်ကြီး73နှစ်ပြည့် anniversary ကို congratulations လို့ပြောချင်ပါတယ်ဒါလို့ရှိရင်ကျွန်တော်တို့ညတက academy နဲ့ပေါ့နော်ညတက college ဆိုရဲ့ milestone တစ်ခုကိုချိန်တက်လိုက်နိုင်တဲ့တက်တယ်ပေါ့နော်အရင်ကကိုယူပြီးပါတယ်ရှင်းဆက်ပြီးတော့လည်းဒီကိုညားတဲ့လူတွေတော့ပေါ့နော်ပညာလမ်းပြပေးနေတဲ့ကျောင်းတော်ကြီးဖြစ်ပါစေလို့ဆုမကောင်းတောင်းလိုက်ပါတယ်ကျေးဇူးတင်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဇာတောင်ခုံဖြစ်ပါတယ်ညတကာတပ်ပက်ရဲ့ကျောင်းသားဟောင်းတစ်ယောက်ဖြစ်ပါတယ်ကျွန်တော်အခုကတော့ဂျပန်မှာနေထိုင်နေပါတယ်ကျွန်တော်တို့ပညာတကာကျောင်းတော်73နှစ်ပြည့်ဒီမှာတက်လဲခွန်ယူဝမြောင်းမိပါတယ်ကျွန်တော်တို့ရဲ့ပညာတကာကျောင်းတော်ဟာဆိုရင်အခုပညာအကယ်ဒမီကနေလို့ college စင်တီကိုတိုးတက်လာခြင်းတက်လဲကျွန်တော်ကျောင်းသားဟောင်းတစ်ယောက်အနေနဲ့အထူးခွန်ယူဝမြောင်းမိပါတယ်ဒါဟာကျောင်းတော်ရဲ့ကြီးမားတဲ့အောင်မြင်မှုတစ်ခုလည်းဖြစ်ပါတယ်ဒီအောင်မြင်မှုဟာဆိုရင်ဆရာဆရာမရဲ့စူးစမ်းအားထုတ်မှုစီကံရှိမှုတွေကြောင့်ဒီအောင်မြင်မှုရရှိလာတာဖြစ်တယ်ဆက်လက်ပြီးတော့လည်းကျောင်းတော်ကြီးဒီထက်မကပို့ပြီးတော့ပညာရေးပိုင်းမှာပို့ပြီးတော့အောင်မြင်တဲ့ပညာရေးစနစ်ကိုဖော်ဆောင်နိုင်ဖို့အတွက်လည်းဆုမကောင်းတောင်းပါတယ်လာမယ့်ကျောင်းသားအသစ်တွေအတွက်လည်းပုံမကောင်းမွန်တဲ့အနာဂတ်ကိုဖန်တီးပေးနိုင်မယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ် Hello everyone greetings from Nancy area my name is Siku Luim from Tabaj Pinyadaga Academy and I studied and graduated from Pinyadaga Academy in 2015 and 2016 academic year. Now I'm working at Lim Bamor Local Development Organization which is based in Bamor areas since 2019. Now I would like to congratulate for the 13th anniversary of Pinyadaga Academy and its transition to
it transitioned from academy to college. This is a great and wonderful success for Pinyadaga, and I'm grateful and happy to be an alumni of Pinyadaga Academy. And I would like to contribute my physical, my mental, and my skills to be continue to grow for Pinyadaga College now. My memories being at Pinyadaga are the greatest and the unforgettable ones in my life, because they are precious to me. And the academy shaped and the academy guided me to be a good local leader that I am here today, that I'm walking here today. So, thank you everyone. Hello အားလုံးပဲမင်္ဂလာပါကျွန်မကတော့ပညာသင်နှစ်2017-18 batch 5ကတက်ဆောင်အိမ်ပဲဖြစ်ပါတယ်ပညာတကာ Academy batch 1ကနေ batch 3အခုဆိုရင်ပညာတကာ Academy ကနေပညာတကာ college ဖြစ်သွားပြီဖြစ်တဲ့အတွက်ပထမဦးဆုံး congratulations to ပညာတကာ college and I want to say thank you to all my teachers from PTA for everything, and I am proud of myself being as a PTA student. As a wish, နောက်ထပ်လာမယ့်နှစ်ပေါင်းများစွာမှာလည်းကိုယ့်ရဲ့မိသားစုရရရွက်ကနိုင်ငံလူမျိုးအတွက်အကျိုးပြုစေရသူများခေါင်းဆောင်ကောင်းများစွာကိုလည်းပြည့်စုံပြည့်ထောင်မွေးထုတ်ပေးနိုင်တဲ့အကြောင်းတော်ကြီး college ကြီးဖြစ်လာပါစေလို့ပြောချင်ပါတယ်ကိုယ့်ရဲ့အကောင်းဆုံး memory ပြောပါဆိုလို့ရှိရင်ပေါ့နော် PTA မှာကိုဆုံးခဲ့တဲ့နေ့ရက်တိုင်းဟာကိုယ့်ရဲ့အခုဖြစ်မြင်နိုင်တဲ့ memory moments တွေဖြစ်ပါတယ်အဲ့ဒီထဲမှာပေါ့နော်ကျမတို့ဒီ PTA batch final batch စီပေါ့နော်maybe every Saturday လမှုစကိုတိုင်းမှာကျမတို့တွေ short နဲ့ PTA ကျောင်းတော်ကြီးစောင့်ခဲ့တဲ့ movement ကthe founded memory လို့ပြောချင်ပါတယ်ညတကာ Academy ကနေကျမတည်ထင်ထားတဲ့ general knowledge skill communication skill social skill တွေကိုများစွာသင်ယူလေ့လာခဲ့ရပါတယ်အဲ့ဒီ lesson တွေကပေါ့နော်အခုချိန်ထိကျမအသက်တာအခုချိန်ထိပေါ့နော်အကျိုးပြုရဲ့တကယ်လည်းလက်တွေ့မှာအသုံးပြုနေတဲ့ lesson skill တွေဖြစ်ပါတယ်အကောင်းဆုံးသင်ကြားပြသပေးတဲ့ teacher list အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်လို့ဒီနေ့ကနေပြောချင်ပါတယ်အားလုံးကိုလည်းတတိယအမြဲတမ်းဆုတောင်းမေတ္တာပို့နေပါတယ်လို့ပြောချင်ပါတယ် May God bless you all bye bye Hi အားလုံးပဲမင်္ဂလာပါကျွန်မနာမည်ကတော့အစာလို့ခေါ်ပါတယ်ပညာတကာ batch 5ကကျောင်းသားဟောင်းတစ်ယောက်ဖြစ်ပါတယ်အခုလက်ရှိကတော့ဒီ US မှာပညာသင်ယူနေပါတယ်ပညာတကာ73နှစ်ပြည့်အထိမ်းအမှတ်နဲ့ပေါ့နော် college အဆင့်ကိုခုပြောင်းသွားတာကျောင်းကိုစားအရန်ကိုဝမ်းသာပြီးဖြစ်မိပါတယ်ပြီးရင်ကျောင်းတက်ခဲ့တဲ့တောက်လျှောက်မှာစိတ်အပါဆုံးနဲ့အရန်စိတ်ဝင်စားဆုံးကတော့ဒီပညာတကာကျောင်းကပေးတဲ့ internship အခွင့်အရေးနဲ့ service learning ပေါ့နော်ဒီအခွင့်အရေးတွေရရှိခဲ့တဲ့အတွက်ပေါ့အခုဒီလက်ရှိမှာကျောင်းတက်နေတဲ့အချိန်မှာလည်းနောက်ဘယ်လိုချိန်ရမလဲပြီးလို့ရှိရင်ဘယ်လိုမျိုးconnect လုပ်ရမလဲပေါ့နော်ဆိုတဲ့ဥစ္စာကိုပို့ပြီးမှသိရှိလာတယ်ပေါ့နော်ဒီအတွက်ကြောင့်မို့လဲပညာတကာကျောင်းတော်ကြီးကိုလည်းရန်ကျေးဇူးတင်ပါတယ်လို့အားလုံးကိုမင်္ဂလာပါပြီးတော့အားလုံးနဲ့တွေ့ရတာဝမ်းသာပါတယ်မင်္ဂလာပါကျမနာမည်စာလို့ဖြစ်ပါတယ်ကျမဒီမှာရှိနေရတဲ့အတွက်ရန်ကိုခေါ်ယူပါတယ်ပညာတကာ73နှစ်မြောက်နေ့မှာဒီလိုမင်းခွန်ပြရတဲ့အတွက်ရန်ကိုခေါ်ယူပါတယ်ပညာတကာလို့ပြောလိုက်တဲ့နဲ့ကျမပေါ်မှာရန်ကိုကာလာဖူးဖြစ်ခဲ့တဲ့မတရားတွေပေါ့နော်အရန်ကိုတက်ကြွလို့ရှာပြီးတော့အရန်ကိုရွတ်ဖူးဖြစ်ခဲ့တဲ့အမတ်တရားတွေလို့ပြောလို့ရပါတယ်ကျမတည်းမဟုတ်ပဲကျမနဲ့တူတူတက်ခဲ့တဲ့ပတ်ချမီတွေလည်းတူတူဖြစ်မြောက်ခံစားရပါတယ်ပညာတကာကိုလည်းကျေးဇူးတင်ပါတယ်တဘိုးရှိတဲ့အမတ်တရားတွေတဘိုးရှိတဲ့အရာတွေကိုတက်ကြပေးခဲ့တဲ့အတွက်ပါပြီးလို့ရှိရင်ကျမတို့ကျောင်းတော်ကြီးလည်းဒီထက်မကအရေးချင်းရှိတဲ့လူတော်ကောင်းတွေကိုငွေထုတ်ပေးနိုင်ပါစေလို့ဆုမကောင်းတောင်းလိုက်ပါတယ်အားလုံးရင်သိရပါတယ်တတာ Bye Hello, my name is Gloria from Batch 8. Thank you so much for giving me the opportunity to celebrate our 13th anniversary of Pinyadaga Academy. And from the bottom of my heart, I want to say congratulations on an incredible 13th anniversary and a big congratulations as well for transition from academy to college. This transition is a big achievement for our Pinyadaga Academy. Also, that moment is all the alumni students have been waiting for. I know that 13 is not easy. I know that transition doesn't easy, but we made it. Yay!
And then, as a proud family member, may our family continues to grow and also raise many generations of future leaders to develop our communities. Thank you. Hi everyone, this is William from Batch 9. Now I'm filming this from Malaysia. First of all, congratulations to Pinyadaga on the 13th anniversary and the incredible milestones of transitioning to a college. It's truly inspiring to see how far the Academy has come. I wish the Academy continue to grow, succeed and the ability to shape many more bright future. My time at the Academy taught me the importance of self-study and teamwork, lessons that still guide me today. Thank you and happy anniversary Pinyadaga. Miss you guys all teachers. Bye. မင်္ဂလာပါကျွန်တော်နာမည်လက်ကွေသိန်းရောက်ဖြစ်ပါတယ် Best 10ကျောင်းသားတစ်ယောက်ဖြစ်ပါတယ်ဒီနေ့မှာကြာရောက်တဲ့ပညာတက္ကသိုလ်73နှစ်မြောက်နှစ်ပတ်လည်နေ့နဲ့အတူဂုဏ်ယူဝမ်းသာမိပါတယ်ပြီးတော့ပညာတက္ကသိုလ် Academy ကနေပညာတက္ကသိုလ် College တို့ပြောင်းလဲမြင့်တင်နိုင်ခြင်းဟာလဲပညာတက္ကသိုလ်ကျောင်းဦးကြီးနဲ့အတူကျောင်းဆရာမများpartner organization များအားလုံးရဲ့ကြိုးစားအားထုတ်မှုမတိုင်တစ်ခုဖြစ်ပါတယ်ပြီးတော့ပညာတက္ကသိုလ်ကျောင်းတော်ကြီးနှစ်ပေါင်းများစွာတည်တံ့ပြီးတော့community ကို serve လုပ်နိုင်တဲ့ကျောင်းတော်ကြီးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ် Hi, along by Minglaba. Hello, teacher Tu. Hello, teacher Mary. Teacher Sophie. Chinono saying teacher Konglum. I really miss you all. And my name is James Howring. I am a 21-year-old Batch 10 alumni of Pinyadaga Academy. And I'm recording this video from Phnom Penh, the city of Cambodia. And I would like to apologize for my absence to the celebrations. However, it is one mass congratulations to our school, Pinyadaga Academy, on its transitions from an academy to a college. And especially on the celebrating of 13 wonderful years of service to the community. And it was really great when I was at school. Everyone was really nice. All the teachers are the best, and the lesson, the environment we had, and we had learned so many things about the real life. And all the lessons and everything I have learned from the schools are really helpful nowadays in my life and for the futures. And I had learned how to be a positive person, how to accept as I am a unique person, and how to overcome from our weakness as a strength. So may our school continue to grow and inspire the future generations and be a place where the dreams of youth and our upcoming junior and future generations are nurtured, and the place where the potential is unlocked. I am wishing continued success, unity and a bright future for all my teachers and all the new students, all the juniors, and the last but not least to the community you proudly serve. And again, I would like to say sorry, and I would like to apologize for my absence to the celebrations, and I miss you all, teacher too. I really miss you, and thank you very much for watching my video, and bye bye. မင်္ဂလာပါကျွန်တော်နာမည်ကတော့တာရှိလောဟလုံးခေါ်ပါတယ်မတ်17ကျောင်းသားတစ်ယောက်ပဲဖြစ်ပါတယ်ကျွန်တော်ဒီပညာတကာကျောင်းတက်စင်နဲ့တက်နေစီအတွေ့အတိကအမရစီရဲ့တခုကတော့ဒီတူညီကွေးပြတဲ့ဒီလူငယ်တွေနဲ့ဒီကျောင်းမှာဒီမျိုးချင်းဖြစ်ခွင့်ရတဲ့အတူတူဒီခွင့်ရတဲ့ကျွန်တော်တို့ရဲ့ပညာတကာကျောင်းဆက်လက်တိုးတက်အောင်ကျွန်တော်ဆုမကောင်းတောင်းချင်ပါတယ်စလုံးကိုကျေးဇူးတင်ပါတယ်